ဒီမှာ老师က HSK level 3 sharing လေးမလုပ်ပေးတာကြာပြီဖြစ်တဲ့ HSK level 3လေးကိုထပ်ပြီးတော့ sharing လုပ်ပေးပါမယ်နော်251ကနေပြီးတော့300ထိကို老师စပြီးတော့လေ့လာရအောင်251မှာဆိုလို့ရှိရင်ခကတော့သူအတန်းချိန်လေးပြောတာပေါ့နော်အတန်းချိန်တရုပ်စာအတန်းချိန်ဆိုရင်ဟန်ရီခ252မှာဆိုရင်ခရန်အဲ့တဲ့空调 aircon ခိုးကတော့ပါဇက်လည်းရတယ်လူရည်လည်းရတယ်我家有一口人ကျွန်တော်အိမ်မှာလူတယောက်ရှိတယ်ခုငိုတယ်ခု子ပေါင်းပြီခွိုက်ကတော့ကြက်ပေါ့နော်မရှော့ဝက်လည်းရတယ်မရှော့ဝက်ဆိုတာက100ကျက်ဒါမှမဟုတ်ခဲပြက်တော့ရေခွိုက်ရှမ်ပီပေါ့နော်ခွိုက်ကတော့မြန်တော့ခွိုက်乐ပျော်ရွှင်တော့ပေါ့နော်ခွိုက်乐ခွိုက်子တူလိုက်လာတယ်လမ်းအပြာရောင်လောက်ကတော့အိုတော့ဟောင်းတော့အသက်ကြီးတော့လောက်ရှိကတော့တီချေလက်ကတော့ပီပေါ့နော်စားပြီးသွားပြီးလိတ်ပင်မန်းတော့လမ်းအေးတော့လီကတော့မှလီခိုင်းခွဲခွာသည်လီခိုင်းလီအထဲလီဝု present လက်ဆောင်လိရှတမိုင်းလီယန်မြင်နာလီယန်ရှိလီကျင်ဒီလီယန်ရှိလီယန်ကတော့နံပါတ်1ပေါ့နော်လီယန်ကကြတော့တစ်စီးနှစ်စီးလျောက်ကျဲနားလေတဘောပေါက်သည်လင်ကျွီးအိနီနာချင်းလင်း0လျောက်ကတော့နံပါတ်6လောဝအဆောက်ဦးလူကလန်လူယောခရီးသွားသည်လွိအစိမ်းရောင်မအမေမာမြင့်မာရှန့်ချက်ချင်းမာဆိုမလားပေါ့နော်စားမလားတော့မလားမိုင်းဝဲဒီမိုက်ရောင်းသည်မန်ကြီးကတော့ကျင်းတဲ့တော့မှန်ကနေတော့မန်အလုံးများတော့မောင်းကြောင်မောက်ကျအုတ်ထုတ်မေကတော့အငင်းပေါ့နော်မေကွန့်ရှိကိစ္စမရှိပါဘူးမေတိုင်းမိတ်ညီမလေးမန်ကတော့တကားပေါ့နော်ဒီနေ့မှာတော့လောက်ရှု300ပဲ sharing လုပ်ပေးပါမယ်လောက်ရှုနောက် video မှာထပ်ပြီးတော့ sharing လုပ်ပေးပါအောင်မယ်နော် bye bye